အောင်ကျော်စိုးရှင် ဘွဲ့အသီးသီးတို့ကိုရန်ကုန်ရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ်အနေဖြင့်ကျွန်ုပ်တွင်အနှင်ထားသောအခွင့်အာဏာအရကျွန်ုပ်ကမောင်မယ်တို့အားပေးအပ်သည်သက်ဆိုင်ရာဘွဲ့လက်မှတ်များပေးအပ်ပြီးဖြစ်၍မောင်မယ်တို့၏ဘွဲ့အသီးသီးနှင့်လျော်ညီသောအမှတ်လက္ခဏာဖြစ်သည့်ဝိယုံများကိုဝိစင်ရန်ခွင့်ပြုသည်ပေါမောက္ခချုပ်ရှင်ဘွယ်သီးသီးအနှင်းပြီးဖြစ်သောဘွယ်ရပုဂ္ဂိုလ်များစီးရင်ကိုအတည်ပြုလက်မှတ်ရေးထိုးပေးပါရန်ပန်ကြားအပ်ပါသည်ပါမောက္ခချုပ်ခင်ဗျာဘွဲရပုဂ္ဂိုလ်များအားဘွယ်နှင်းသမင်မင်ကွန်းမွက်ကြားပေးပါရန်ပန်ကြားအပ်ပါသည်ဘွဲရမောင်မယ်ပေါင်းတို့ဒီကနေ့ကျင်းပတဲ့ရန်ကုန်ရှေ့ပိုင်းတက္ကသိုလ်အဝေးစဉ်သင်တန်းရဲ့25ကြိမ်မြောက်ဘွယ်နှင်းသမင်အခမ်းအနားကိုတက်ရောက်လာကြတဲ့ဘွဲရမောင်မယ်များမိဘဆွေမျိုးများနဲ့သဟာယအဖွဲ့ဝင်ဆရာကြီးဆရာမကြီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်တက္ကသိုလ်ပညာရေးအဖွဲ့ကသက်ဆိုင်ရာဘွဲ့တွေနဲ့ထိုက်တန်တယ်လို့ကြေညာပြီးဖြစ်တဲ့ပုဂ္ဂိုလ်များကို၎င်းတို့နဲ့သက်ဆိုင်တဲ့ဘွဲ့တွေခံယူနိုင်စေဖို့အတွက်ယခုလိုဘွဲ့နှင်းသဘင်ကိုကျင်းပပေးခြင်းဖြစ်ပါတယ်ဘွဲ့ရမောင်မယ်အပေါင်းတို့ဒီကနေ့နိုင်ငံတော်ကြီးကိုအေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်အသစ်တည်ဆောက်လျက်ရှိရာမှာအသိပညာရှင်အတတ်ပညာရှင်တွေအများကြီးလိုအပ်ပါတယ်ဒီလိုလိုအပ်တဲ့ပညာရှင်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်နိုင်ငံတော်အနေနဲ့ပညာရေးကဏ္ဍကိုနိုင်ငံတကာအဆင့်မီတိုးတက်မြင့်မားလာအောင်ဆောင်ရွက်လျက်ရှိနေတာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်နိုင်ငံတော်အနေနဲ့နောက်တစ်ချိန်မှာနိုင်ငံရဲ့တာဝန်ရရက်ကိုပခုံးပြောင်းတာဝန်ယူကြမဲ့လူငယ်လူရွယ်တွေကိုအည်အသွေးမြင့်မားလာစေဖို့အတွက်ဘက်စုံတောင်းစုံကနေပြီးပြုစုပြိုးထောင်မြင့်တင်ပေးလျက်ရှိပါတယ်ရန်ကုန်ရှေ့ပိုင်းတက္ကသိုလ်ဟာကျောင်းသားကျောင်းသူများကိုဘဝတက်တာစင်ဆက်မပြတ်တက်ကြွစွာလေ့လာသင်ယူလိုသောနိုင်ငံသားကောင်းများအဖြစ်မွေးထုတ်ပေးသည့်သင်ကြားသင်ယူမှုဝန်းကျင်ကောင်းတစ်ခုအဖြစ်ဖန်တီးရန်မျှော်မှန်းချက်ထားပြီးဆောင်ရွက်နေပါတယ်အမိတက္ကသိုလ်ရဲ့အရေးကိုခိုလုံပြီးရှောက်လန်းခဲ့တဲ့ပညာခီးကိုပြန်ကြည့်ရင်မောင်မယ်တို့ရည်မှန်းချက်တွေပေါက်မြောက်အောင်မြင်ဖို့အတွက်မောင်မယ်တို့နဲ့အတူတက္ကသိုလ်ရဲ့သင်ကြားရေးအဖွဲ့နဲ့အထောက်အကူပြုအဖွဲ့တို့ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်ဆိုတာကိုနားလေသဘောပေါက်စေချင်ပါတယ်ဝဲရမောင်မယ်ပေါင်းတို့ဒီနေရာမှာအလင်းသင်လို့မောင်မယ်တို့ပညာရည်များကိုလေ့လာစေပူသင်ယူခဲ့ကြတဲ့တက္ကသိုလ်မှာအဝေးသင်သင်တန်းများဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်တွေကိုပြောကြားလိုပါတယ်အဝေးသင်သင်တန်းတွေဖွင့်လှစ်သင်ကြားပို့ချရတဲ့ရည်ရွယ်ချက်တွေကတော့အကြောင်းမျိုးမျိုးကြောင့်ပုံမှန်တက္ကသိုလ်တွေကိုတက်ရောက်မလေ့လာနိုင်သူများအတွက်မိမိဒေသမိမိအလုပ်ခွင်မှမခွာရပဲကုန်ကျစရိတ်အနည်းဆုံးနဲ့အဆင့်မြင့်ပညာရပ်တွေကိုလေ့လာသင်ယူနိုင်ခွင့်ရရှိစေရန်အဆင့်မြင့်ပညာရပ်တွေကိုတနိုင်ငံလုံးနယ်စပ်ဒေသတွေပါမကျန်သင်ယူခွင့်ရရှိစေရန်အဝေးသင်သင်တန်းတက်ရောက်ပြီးအနှင်းချီးမြှင့်လိုက်တဲ့ဘွဲ့တွေဟာအခြားသောတက္ကသိုလ်များမှချီးမြှင့်တဲ့ဘွဲ့တွေနဲ့တန်းတူဖြစ်စေရန်အည်သွေးမြင့်မားတဲ့လူစွမ်းအားအရင်းမြစ်တွေမွေးထုတ်ပေးစေရန်တို့ဖြစ်ပါတယ်
အဝေးတင်သင်ကြားရေးစနစ်ဆိုတာသင်ယူသူများအနေနဲ့ကိုယ်တိုင်လေ့လာမှု self study အပေါ်မှာအခြေခံထားတဲ့စနစ်ဖြစ်တယ်ဆိုတာကိုသိရှိဖို့လိုပါတယ်နိုင်ငံတကာအဝေးတင်တက္ကသိုလ်များမှာကျင့်သုံးတဲ့မူအတိုင်းဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများအပြန်အလှန်ထိတွေ့မှုရှိစေရန်အတွက်သိပ္ပံဘာသာရပ်များကိုလေ့လာသင်ယူနေကြတဲ့ကျောင်းသားကျောင်းသူများအတွက်နှစ်ပတ်တစ်ကြိမ်လက်တွေ့သင်ကြားမှုများကိုပြုလုပ်ပေးခြင်းဝိဇ္ဇာဘာသာရပ်များနဲ့ဥပဒေပညာဘာသာရပ်များကိုလေ့လာသင်ယူနေတဲ့ကျောင်းသားကျောင်းသူများကို intensive training လို့ခေါ်တဲ့အနိကသင်တန်း10 ရက်တက်ရောက်စေခဲ့ပါတယ်။ဒါအပြင်ကျောင်းသားကျောင်းသူများအနေနဲ့မရှင်းလင်းနားမလည်သည့်သင်ခန်းစာအကြောင်းအရာများကိုမေးမြန်းနိုင်ရန်အတွက်အဝေးသင်သင်တန်းတိုင်းမှာ Student Service Center များကိုဖွင့်လှစ်ထားရှိပါတယ်။အဝေးသင်သင်ကြားရေးစနစ်မှာအဝေးကရောအနီးကပါလုပ်ငန်းခွင်မပြတ် electronic နည်းပညာများကိုပါပေါင်းဆက်သင်ကြားပို့ချပေးတာဖြစ်လို့အဝေးသင်သင်ကြားရေးစနစ်ကို blended teaching learning system လို့တင်စားခေါ်ဝေါ်ပြီးကျယ်ပြန့်စွာအသုံးပြုလာကြပြီဖြစ်ပါတယ်။ဘွဲရမောင်မယ်ပေါင်းလို့တက္ကသိုလ်တွေကအသိပညာများအတတ်ပညာများအပြင်စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်လူမှုဆက်ဆံရေးနယ်ပယ်ကျယ်ပြောလာစေရန်လေ့ကျင့်ပြိုးထောင်ပေးလျက်ရှိပါတယ်။တက္ကသိုလ်ကနေဘွဲရပြီးပြီဖြစ်လို့မိမိတို့ကိုမိမိပညာသင်ယူမှုဆုံးခန်းတိုင်ပြီလို့မမှတ်ယူလိုက်ကြပါနဲ့။မောင်မယ်တို့လေ့လာသင်ယူခဲ့တာတွေဟာသိမှုရဲ့အစပိုင်းတွေလောက်သာရှိပါတယ်။လေ့လာစရာသိသင့်သိထိုက်တာတွေအများကြီးကျန်နေပါသေးတယ်။တက္ကသိုလ်ကနေမွေးထုတ်ပေးလိုက်တဲ့မောင်မယ်တို့ဟာကိုယ်တိုင်လေ့လာသင်ယူမှုမှာအလေးကျင့်ရပြီးဖြစ်တဲ့အတွက်ဒါကိုအခြေခံပြီးဘဝတစ်သက်တာစင်ဆက်မပြတ်လေ့လာသင်ယူခြင်း lifelong learning ဖြင့်အသိပညာအတတ်ပညာများကိုပုံမတိုးတက်အောင်ဆောင်ရွက်သွားကြပါလို့တိုက်တွန်းမှာကြားလိုပါတယ်ဒီကနေ့ခေတ်ဟာပညာခေတ် knowledge age ဖြစ်ပါတယ်မောင်တို့မယ်တို့အနေနဲ့စာအုပ်စာပေတွေကနေပြီးလေ့လာနိုင်သလိုအင်တာနက်ကနေပြီးတော့လေ့လာနိုင်တာဖြစ်လို့လေ့လာစရာအခွင့်အလမ်းတွေအများကြီးရနိုင်တဲ့အခြေအနေမှာရောက်ရှိနေကြတယ်ဆိုတာကိုသတိပြုသင့်ပါတယ်ကြည်တော်သူမြင်၏ဖတ်တော်သူသိ၏မှတ်တော်သူတိုးတက်၏ဒါကြောင့်ဖတ်ပါမှတ်ပါလေ့လာပါတွေးခေါ်မျှော်မြင်သုံးသပ်ပါလို့မှာကြားလိုပါတယ်မောင်မယ်တို့အနေနဲ့စီကံရှိကြဖို့အချိန်ကိုအကျိုးရှိရှိအသုံးချကြဖို့ထပ်မံမှာကြားလိုပါတယ်အလုပ်ကြတဲ့နေရာမှာလဲဝန်ထမ်းလုပ်ပဲဖြစ်ဖြစ်ပုဂ္ဂလိကပြင်ပအလုပ်မှာပဲဖြစ်ဖြစ်မိမိတို့တာဝန်ယူဆောင်ရွက်ရတဲ့လုပ်ငန်းတွေကိုကောင်းတဲ့ကောင်းအောင်တိုးတက်တဲ့တိုးတက်အောင်ရိုးရိုးသားသားနဲ့ကြိုးကြိုးကြားသားဆောင်ရွက်သွားကြပါလို့တိုက်တွန်းပြောကြားလိုပါတယ်မိခင်တက္ကသိုလ်ရဲ့ဆောင်ဖို့ဖြစ်တဲ့ပညာဉာဏ်ရောင်အလင်းဆောင်အပ်ဆိုတဲ့အတိုင်းမိခင်တက္ကသိုလ်ကြီးကနေအခြေပြုသတိတီးပေးလိုက်တဲ့အသိပညာအတတ်ပညာတွေကိုတိုးပွားအောင်လုပ်ရင်းမိမိအတွက်ရောမိမိပတ်ဝန်းကျင်အတွက်သာမကမိမိနေထိုင်ရာလူအဖွဲ့အစည်းအတွက်ကိုပါအကျိုးကျေးဇူးကိုဆောင်ကျင်းတာဟာမိခင်တက္ကသိုလ်ကြီးကိုကျေးဇူးဆက်ရရောက်သလိုဆက်လက်ပညာရှာဖွေတိုးမိနေကြတဲ့ညီငယ်ညီမငယ်တွေအတွက်မျှော်လင့်ချက်အင်အားတွေဖြစ်စေပါတယ်ဝဲရမောင်မယ်ပေါင်းလို့ဒီကုန်းချုပ်အနေနဲ့မှာကြားလိုတာကတော့ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ရာတွင်နိုင်ငံနှင့်လူမျိုးကိုချစ်တဲ့စိတ်ဓာတ်အများကျိုးတိုင်းပြည်နဲ့လူမျိုးကျိုးကိုတည်ဖို့တဲ့စိတ်ဓာတ်တိုင်းသာစီလုံးညီညွတ်ရေးစိတ်ဓာတ်ပြည်ထောင်စုစိတ်ဓာတ်အဲ့ဒီစိတ်ဓာတ်အပြည့်တွေနဲ့စွမ်းစွမ်းတမန်အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြပါဥပဒေစီမင်းစည်းကမ်းကျင့်ဝတ်များကိုလေးစားလိုက်နာတဲ့နိုင်ငံသားကောင်းတဦးအနေနဲ့ယက်တီနေထိုင်သွားကြပါအမျိုးကုံဇာတိကုံရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာတွေကိုအစဉ်အမြဲကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြပါလို့အလေးနဲ့တိုက်တွန်းမှာကြားလိုပါတယ်ဘွဲရမောင်မယ်အားလုံးကာယဒုက္ခစိတ်ဓာတ်ဒုက္ခနှဖျား